ဘောပိုင်းပေါ်မှာ Redmi Watch 6 Global Version ပစ္စည်းရောက်ထားပါပြီဘယ်လို feature တွေသုံးလို့ရလဲဖုန်းနဲ့လူနဲ့ဝေးနေတဲ့အချိန်ဒါကြီးကနေပြီးတော့ Bluetooth ကောနဲ့ဖုန်းပြောလို့ရမယ်နှလုံးခုန်လုံးတိုင်းတာသွေးတွင်းအောက်ဆီဂျင်တိုင်းတာ stress တိုင်းတာတွေကအရင်ကထက်ပိုတိကျလာမယ်ညဘက်အိတ်တဲ့အချိန်တွေမှာ seat tracking လုပ်ပေးတာကလည်းပို့ပြီးတော့တိကျလာပါမယ် sport mode 150ကျော်တောင်ပါတဲ့အပြင်အားကစားလုပ်နေတဲ့အချိန် heart rate ကိုလည်းအမြဲတိုင်းပေးနေမှာပါဘေးမှာပါတဲ့ secondary button လေးကတစ်ချက်နဲ့ရင် control center ဖွင့်ဖိထားရင် power off 3ချက်နဲ့ရင် emergency contact ကိုဖုန်းခေါ်ပေးတာမျိုးတွေလုပ်လို့ရပါတယ် 2.07 inches ရှိတဲ့ AMOLED display ကိုသုံးမိထားတဲ့ body ကလည်းပါပါလေးပတ်လို့အဆင်ပြေတယ်ပတ်ထားမှန်းတော့သိတာမှမဟုတ်အားတစ်ခါတွင်းထားရင် light usage အတွက်24ရက် normal usage အတွက်12ရက် heavy usage အတွက်9ရက်လောက်ထိအသုံးခံပါတယ်ဖုန်း brand အားလုံးနဲ့ချိတ်သုံးလို့ရတာဖြစ်လို့ကိုယ့်ရဲ့ဖုန်းလေးထဲမှာ Mi Fitness application လေးကို download လုပ်ထားလိုက်ရုံပါပဲဒီနှုန်းလေးကတော့ 4,2600 ကျပ်ပါအမကန်6လပေးပါတယ် black blue gray 3 ရောင်ဝင်ထားတာမို့လို့ကိုရိုက်တဲ့အယောင်ကြီးပြီးတော့ချက်ပေါက်မှာလာဝဲလို့ရပါတယ်ခင်ဗျာ